ကျွန်တော်ကကျော်မျိုးလင်ပါ Apex Motor မြန်မာရဲ့ Marketing Manager ပါကျွန်တော်တို့ဂျွန်19ရက်နေ့ဒီ2026မှာလောက်သွားတဲ့ပွဲကနေစပြီးတစ်နှစ်ခွဲအတိနောက်နှစ်2029ဒီဇင်ဘာ19ရက်နေ့အထိတစ်နှစ်ခွဲအတွင်းတည်ကြပါတော့ကီလိုအများဆုံးမောင်းထားနိုင်တဲ့ကားပိုင်ရှင်တွေကိုကားကိုအသစ်တစ်စီးနဲ့ Porsche S7 အသစ်တစ်စီးနဲ့လဲပေးသွားမယ်စီစဉ်ပါပဲတည်ကြတဲ့စီကန်းနေတော့ကျွန်တော်တို့ Facebook page မှာတင်ထားပါဒီကီလိုကိုအတိုးလျှော့လုပ်တယ်ပြုပြင်ထားတဲ့အရာတွေကအဓိကအရေးကြီးဆုံးအချက်အနေနဲ့ service က technician တွေစစ်လိုက်လို့ပေါ်လာခဲ့ရင်တော့အဲ့တော့ cancel တကယ်အဆက်မှမောင်းထားတဲ့လူတွေကိုပဲပေးမှာပါတကယ်အဆက်ပဲပေးမှာပါဒီစီစဉ်ကြောင့်အများတန်းခီးထွက်နေတဲ့လူတွေ highway အများတန်းသုံးနေတဲ့လူတွေနေ့စဉ် daily use ကိုခောက်ဝေးဝေးမောင်းနေရတဲ့လူတွေအတွက်အကျိုးမြတ်ရှိလာမှာပါပြီးတော့ကျွန်တော်တို့ကလည်းအစစ်အမှန်တကယ်ပေးမှာတကယ်ပေးမှာဆိုတကယ်မောင်းထားတဲ့လူတကယ်ပေးမှာကျွန်တော်တို့ဘက်က technician တွေဆက်ထိုးပြီးစစ်လိုက်လို့ရှိရင်ပြုပြင်ထားတဲ့ဟာတွေမှမအောင် cancel လုပ်သွားမယ်တကယ်အစစ်မှန်အောင်ပေးမယ် pick up ကားဆိုပေမဲ့သူကအတွင်းငန်းထဲမှာကျတော့ luxury grade တွေထည့်ထားတယ်ထဲထဲမှာ feature တွေအားလုံးကထည့်ထားတယ် highway သွားတယ်ဆိုရင်မှလည်းပြင်ပင်မမိုင်းမဖြစ်သွားအောင်လို့ကျွန်တော်တို့ကဒီအောင်ထုတ်လုပ်ထားတဲ့အတွက်အတွင်းငန်းလေးကိုကျွန်တော်ပြတယ် luxury ကားတွေမှာပါနေကြ feature တွေဖြစ်တဲ့ infotainment screen တွေ leather seat တွေ aircon အကုန်လုံးပေါ့ပြည့်စုံအောင်ပါထားတယ် leather seat တွေကလည်းထိုင်ကုန်တွေကလည်း motor တွေနဲ့ဆိုတော့အဆင်ပြေတယ် Geo pickup အကျန်းတဲ့ကားကြီးစီးနေရတယ်လို့မဟုတ်ဘဲနဲ့ချိန်ကြကြသွားလို့အဆင်ပြေတယ် highway ဘယ်လောက်ပဲသွားအဲ့လိုပေါ့တက်တောင့်တက်တာရှိနေအောင်လို့ဖန်တီးထုတ်လုပ်ထားတာwireless charger ဖုန်းတစ်လုံးစာပေါ့ပါမယ် USB port Type C port တွဲဖို့120 watt အကုန်လုံးပါ 8 speed transmission နဲ့ manual သုံးမယ်ဆိုလဲသုံးလို့ရအောင်ဒီမှာ pedal shift လေးတွေပါတယ် cruise control ဒီ SUV ကားတွေမှာပါထိုက်တဲ့ feature တွေအကုန်လုံးစနစ်တွေအကုန်လုံးဒီမှာပါတယ်အဓိကကတော့ကျွန်တော်ဒီ pedal shift ပါတာကိုကြိုက်ဆုံးပဲစိတ်ကြိုက်မောင်းနေလို့ရတာပေါ့နော် SK စနစ်နဲ့ထုတ်တဲ့ခါကျတော့ရန်ကုန်လိုင်စင်ရမယ်မြန်မာပြည်ကလူတွေအစိုးရဆုံးကတော့ဘာဝယ် after sales ကို queue site နေကြတယ်စိုးရင်ရတယ်အဆင်ပြေပါမလား spare ပဲပစ္စည်းပိုပစ္စည်းတွေရှိပါမလား accessory တွေရှိပါမလားဆိုတော့စိုးရင်နဲ့တန်တရားတွေရှိထားကြတယ်များတော့အဖြစ်တော့အားလုံးစိတ်ချပါကျွန်တော်စီမှာ after sales service နဲ့ပတ်သက်လာရင် technician တွေအများကြီးရှိပါတယ် service လည်း showroom နဲ့တွေ့ရဖွင့်ထားပါတယ်ဒီအစီအစဉ်ကဒါဒီမှာဆိုရင်ကျွန်တော်တို့ပထမဆုံးလုပ်ပေးတဲ့အစီအစဉ်ပဲကားတစ်စီးလဲပေးမယ်ဆိုတော့ကျွန်တော်တိတ်တော့တွေ့ဘူးအဲ့တော့ကျွန်တော်ပထမဆုံးထူးခြားခြားလေးလည်းဖြစ်သွားအောင် Sino Track ချစ်သူတွေကိုလည်းပျော်သွားအောင်လုပ်ပေးတဲ့အစီအစဉ် showroom မှာ color ကြည့်လို့ရတယ် Sino Track တွေ Sino Track Porsche S7 ကားကိုလေ့လာခြင်းနဲ့ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဖာစာပလာရက်ကွက်အထက်ပန်ဆိုတဲ့လမ်းမှာကျွန်တော်တို့ showroom နဲ့ service center ရှိတယ်လာကြည့်လို့ရပါတယ်